အားလုံးပဲမင်္ဂလာပါသမုဒ္ဒရာရဲ့နှဆိုင်တဲ့ရေအောက်ကဘာမှာထူးခြားဆန်းပြတဲ့သက်ရှိတွေအများကြီးရှိပါတယ်ဒါပေမဲ့ပင်လယ်ရဲ့စူးဘောလုံးလို့တင်စားခေါ်ဝေါ်ကြတဲ့ပင်လယ်ဖြူကောင်စီးရခြင်းခေါ်တမ္မချုပ်တွေလောက်စိတ်ဝင်စားဖို့ကောင်းတာရှားပါတယ်ဒီကနေ့မှာတော့တဘာဝတရားရဲ့အမခန်းဖန်တီးမှုတစ်ခုဖြစ်တဲ့ဒီစူးဖုံးတတဝါလေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါပင်လယ်ဖြူကောင်စီးရခြင်းခေါ်တမ္မချုပ်တွေဟာကျင်ငါးတွေပင်လယ်တခွားသီးတွေနဲ့အမျိုးနွယ်တူပြီးအယိုးမှာကြောရိုးမဲ့တတဝါတွေချစ်ကြပါတယ်သူတို့ရဲ့ကိုယ်တွေကို test လို့ခေါ်တဲ့ကယ်ဆီယမ်ကာဗွန်နိတ်ပြားလေးတွေနဲ့ပြုလုပ်ထားတဲ့မာကျောတဲ့အခွန်ကကာကွယ်ပေးထားပါတယ်သူတို့ရဲ့အထင်ရှားဆုံးအင်္ဂါရက်ကတော့တကိုယ်လုံးမှာဖုံးလွှမ်းနေတဲ့ချွန်ထက်တဲ့ဆူးတွေပါပဲဒီဆူးတွေဟာရန်သူကိုကာကွယ်ဖို့တင်မကပဲရေအောက်ကျမ်းပြင်မှာလမ်းလျှောက်ဖို့အတွက်လည်းအသုံးပြုပါတယ်အချို့မျိုးစိတ်တွေရဲ့ဆူးတွေမှာဆိုရင်လူသားတွေကိုအန္တရာယ်ပေးနိုင်တဲ့ပြင်းထန်တဲ့အဆိပ်တွေပါရှိတတ်ပါတယ်ဒီတတဝါလေးတွေရဲ့ခန္ဓာကိုယ်အောက်ခြေမှာအဲရစ်စတိုတယ်လင်းထန်လို့ခေါ်တဲ့ထူးခြားတဲ့ပစက်အင်္ဂါစုရှိပါတယ်။ဂရီတွေးခေါ်ရှင်အဲရစ်စတိုတယ်ကိုအစွဲပြုမဲ့ခေါ်ထားတဲ့ဒီပစက်မှာတွားငါးချောင်းပါဝင်ပြီးကြောက်ဆောင်တွေပေါ်ကရေမော်တွေကိုချစ်ယူစားတော့ဖို့အတွက်အလွန်စွမ်းထက်ပါတယ်။ပင်လယ်ဖြူကောင်တွေဟာဂေဟစနစ်မှာအလွန်ရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေကြတာပါ။သူတို့ဟာရေမော်တွေအလွန်ကြုံမပေါက်ပွားအောင်ထိန်းညှိပေးသူတွေဖြစ်ကြပါတယ်။ဒါပေမဲ့ပင်လယ်ဖြန်စီးော်တာလိုမျိုးသူတို့ကိုပြန်စားမဲ့တတဝါတွေနေပါသွားတဲ့အခါမှာတော့ပင်လယ်ဖြူကောင်တွေဟာရေမော်တော်တွေကိုအကုန်စားပစ်လိုက်ပြီးအားချင်းဘဲရိချလို့ခေါ်တဲ့တက်ရှိမဲ့တဲကနာရပြင်ကြီးတွေဖြစ်သွားစေနိုင်ပါတယ်သူတို့ရဲ့ရှင်တန်မှုဗျူဟာကလည်းအမခန်းပါပဲဘလို့များလဲဆိုတော့ရန်သူတွေမမြင်အောင်ကြောက်ခဲတွေဖြူခွန်တွေနဲ့ကိုရောင်ဖြောက်တတ်ကြသလိုကျိုးသွားတဲ့ဆူးတွေကိုလည်းပြန်လဲအသက်ဝင်လာအောင်လုပ်နိုင်စွမ်းရှိကြပါတယ်လူသားတွေအတွက်တော့ပင်လယ်ဖြူကောင်တမ္မချုပ်ရဲ့မျိုးပွားအင်္ဂါယူနီဟာဂျပန်နဲ့အီတလီလိုနိုင်ငံမျိုးတွေမှာအလွန်ရတာရှိပြီးဈေးကြီးရဲ့အစားအစာတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံပင်လယ်ကမ်းခြေတချို့မှာလည်းပြည်တွင်းခီးသွားဧည့်သည်တွေကိုတမ္မချုပ်တွေလိုက်လံရောင်းချနေတာတွေ့ဘူးကြမှာပါ။အခုဆိုရင်ကံမကောင်းစွာနဲ့ပဲရာသီဥတုပြောင်းလဲမှုနဲ့သမုဒ္ဒရာရေထုအစစ်တက်များလာတာဟာဒီနုနယ်တဲ့တတဝါလေးတွေရဲ့အခွန်တိဆောက်ပုံကိုထိခိုက်စေပြီးသူတို့ရဲ့ရှင်သန်မှုကိုချိန်ချောက်နေပါတယ်။သမုဒ္ဒရာရဲ့ဟန်ချက်ကိုထိမ့်ညှိပေးနေတဲ့ဒီစူးဘောလုံးလေးခေါ်တံပတ်ချုပ်တွေကိုကာကွယ်ဖို့ကကျုပ်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတော့တယ်။အခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဘလို့အကြောင်းအရာကိုတင်ဆက်ပေးမှလဲဆိုတာစောင့်မျှော်အားပေးကြပါဦး။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူ Brain ပဲဖြစ်ပါတယ်။